EOK တော့ မပေးရဘူးလို့လောရပြီလေ လောရပြီးတော့မှ EOK 3កောင်တော့ဖြတ်ပေးလိုက်မယ်အဲ့3កောင်နောက်ပွဲဒီပါအဲ့လိုရတယ် bro 10မိနစ်ကြောင်းလည်းသွားမပြနေလို့လိုရအောင်လည်းသွားမပြနေလို့လိုရတော့ပေးရတယ်မိတော့ဝေးရတော့ဖြတ်ခဲ့ပြီး EOK လေးရောက်လာတော့လည်းတက်ဖုန်းပြောင်းလာတယ် Skyfall Stone by ထိုးလာတယ် disable နှစ်ကွာမှာ one shot ရောက်လာတော့လည်းတက်ဖုန်းပြောင်းလာတယ် Skyfall Stone by ထိုးလာတယ် disable နှစ်ကွာမှာ one shot ရောက်လာ Higo လေးနဲ့လည်း stay လိုက်ပဲနောက်ဆုံးမှာ Higo လက်နေလားမသိရက်နေတယ်မတက်ကြီး Higo ပြန်ပါသွားတယ် Ization မောင်းလေး shot ကလည်း Higo လေးတော့ကေးပြန်ယူတော့ဆိုပဲချောင်းမှနေနေပါကေးလေးပါလေလီယိုမောမြင်လေးပါလေပေါ့စတစ်ကြံခဲ့ပြီးစတစ်ကိုကြည့်ပေးတော့ကြိုင်လွတ်သွားပြီအမတော့ဘလင်းကတော့ပြန်တော့ရိုက်ခံရမယ်နဲ့တူတယ်ကွာတကယ်ကြီးတွေဝင်လုံးလာရောက်ရင်းနေသွားပြီစတစ်မိသွားပြီစတစ်ပါပြီးသွားမှာကွာသွားပြီ တင်မော်တယ် ဝင်တော့လုံးနိုင်တယ်များအကုန်လုံးညာလို့တော့လုံးခဲ့တယ်ဆိုပေမဲ့လည်းစတစ်ပါကြာဝိုင်းနေမယ်3ယောက်နဲ့ defend အောင်မဖြစ်နိုင်တော့ဘူးညီကိုတို့ တော့မီနီယန်တွေကအများကြီးမက်ဂါ3လမ်း လုံးဝလည်းပါနေတယ်တစ်ဖက်ကလည်း4ယောက်နောက် Fasa Fela Ensign နေနဲ့အကောင်းဆုံးတောင်းခံပြီးပြီးတော့ကြိုးစားနေတယ် one shot ဝင်ရိုက်တဲ့ damage တွေကြောင့်မရင်ဝင်တော့ခေါင်းလေးခဲပြီးတော့အကောင်းဆုံးတောင်းခံနေခဲ့ပေမဲ့လော်ကြီးကလည်းတလုံးကြီးကိုတစ်ချက်ချင်းစီရိုက်ချိုးနေခဲ့ရင်လည်း one shot ပါဝင်နေနေတာဒီမှာ game number 3မှာလည်း10 separate ကမှန်ပြီးတော့နိုင်ရရှိသွားတယ်ကျွန်တော်ရဲ့မြန်မာသင်း 1-3-0 ဆိုရင်ရလည်း claim ဆွေကနောက်တစ်ဆင့်တော့တန်လန်းသွားခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မြန်မာသင်းရန်ကုန် Glory Goals က M7 ခရီးစဉ်အိမ်မက်ကတော့ဒီမှာနေမဲ့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်